င်္ဂလာပါ Usage and Creation ကနေကြိုဆိုပါရစေကျွန်တော်အေးကိုပါ Basic Microsoft Word ပတ်3မှာ Page Select လုပ်နည်းနဲ့ Print Select လုပ်နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Page Select ဒီ Document ထဲမှာရှိတဲ့စာရွက်တွေကိုပြင်ဆင်တဲ့အပိုင်းဖြစ်ပြီးတော့ Print Select ဒီ Print ထုတ်တဲ့အခါမှာ Print Setting တွေကိုပြင်ဆင်တဲ့အပိုင်းဖြစ်ပါတယ်စာရွက်တွေကိုပြင်ဆင်တဲ့နေရာမှာအခုလိုမျိုးစာရီရိုက်ထားပြီးမှပြင်ဆင်သတ်မှတ်ပေးနိုင်တယ်လို့စာရီမရိုက်ခင်မှာလည်းပြင်ဆင်သတ်မှတ်ပေးထားလို့ရပါတယ် Microsoft Word မှာစာရွက်တွေကိုပြင်ဆင်သတ်မှတ်ပေးမယ်ဆိုရင် Tab bar ပေါ်မှာရှိတဲ့ Layout tab ကိုရွေးချယ်ရပါမယ်ပြီးတော့ဒီအောက်မှာရှိနေတဲ့ Page Select Group က Size Orientation နဲ့ Margin တွေကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်အခုဒီစာရွက်အရွယ်အစားကိုသတ်မှတ်ပေးမယ်ဆိုရင်ဒီ Page Select Group က Size ကို click ပါပြီးတော့ဒီအောက်မှာရှိနေတဲ့စာရွက် size တွေကကိုအသုံးပြုနေတဲ့စာရွက် size ကိုရွေးချယ်သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ Default အနေနဲ့ဆိုရင်တော့ Microsoft Word ကနေပြီးတော့ letter size ကိုရွေးချယ်ပေးထားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကကိုကြိုက်တဲ့ size ကိုရွေးချယ်အသုံးပြုပေးနိုင်ပါတယ်။မြန်မာပြည်မှာဆိုရင်တော့ဒီ legal နဲ့ A4 size ကိုပို့ပြီးတော့အသုံးများပါတယ်။ကိုက A4 size ကိုအသုံးပြုမယ်ဆိုရင် A4 ဆိုတဲ့ name ပေါ်မှာ click တစ်ချက်နှိပ်ပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့စာရွက် size ဒီခုလိုမျိုး A4 size ကိုပြောင်းသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီဘက်မှာရှိနေတဲ့ orientation မှာ orientation ကတော့စာရွက်ကို downline အနေထားအလျားလိုက်အနေထားရွေးချယ်သတ်မှတ်ပေးရတာဖြစ်ပါတယ် orientation ပေါ်မှာ click တစ်ချက်နှိပ်မယ်ဆိုရင် portrait နဲ့ landscape ဆိုပြီးတော့နှစ်မျိုးရှိပါတယ် portrait ဒီစာရွက်ကို downline အနေထားအသုံးပြုဖို့အတွက်ဖြစ်ပြီးတော့ landscape ဒီအလျားလိုက်အနေထားအသုံးပြုဖို့အတွက်ဖြစ်ပါတယ် default အနေနဲ့ဆိုရင်တော့ Word ကနေပြီးတော့ downline အနေထား portrait ကိုရွေးချယ်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကအလျားလိုက်အနေထားအသုံးပြုခြင်းနဲ့ဆိုရင် landscape ပေါ်မှာ click တစ်ချက်နှိပ်ပြီးတော့ရွေးပေးလိုက်ပါဒါဆိုရင်စာရွက်ကအခုလိုမျိုးအလျားလိုက်အနေထားကိုပြောင်းသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ margin ဖြစ်ပါတယ် margin ကတော့စာရွက်ရဲ့အပေါ်အောက်ဘယ်ညာပတ်ပတ်လည်ကိုစာရွက်သားခြံပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ margin ကိုနှိပ်ပြီးတော့ဒီထက်ကသတ်မှတ်ထားတဲ့ margin တွေကိုရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ် default အနေနဲ့ဆိုရင်တော့ Microsoft Word ကနေပြီးတော့တလက်မပတ်လည် margin ကိုရွေးချယ်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့က 0.5 ပတ်လည် margin ကိုအသုံးပြုနေဆိုရင်တော့ဒီထက်က narrow ဆိုတဲ့ margin နည်းပေါ်မှာ click ချက်နှိပ်ပြီးတော့ရွေးပေးလိုက်ပါဒါဆိုရင်တော့ဒီစာရွက်ရဲ့ပတ်လည် margin ဒီ 0.5 လက်မကိုပြောင်းသွားတာကိုတွေ့နိုင်မှာဖြစ်ပါတယ် margin ကိုကျွန်တော်တို့ကဒီထက်ကသူသတ်မှတ်ပေးထားတဲ့သတ်မှတ်ချက်တွေကိုမသုံးပဲကိုယ်စိတ်ကြိုက် margin ကိုသတ်မှတ်အသုံးပြုမယ်ဆိုရင်အောက်ဆုံးက custom margin ကို click ချက်နှိပ်ပါပြီးတော့ဒီ margin အောက်မှာရှိနေတဲ့ top bottom left right ဘောက်တွေထဲမှာသတ်မှတ် margin တန်ဖိုးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်က 0.75 ပတ်လည် margin ကိုသတ်မှတ်ပေးပါမယ်ပြီးတော့ကျွန်တော်ကဒီအောက်မှာရှိနေတဲ့ OK ကို click ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီစာရွက်ရဲ့ပတ်လည် margin ဒီ 0.75 လက်မကိုပြောင်းသွားမှာဖြစ်ပါတယ်ဒီနည်းတိုင်းကျွန်တော်တို့က margin တွေကိုကိုယ်စိတ်ကြိုက်သတ်မှတ်အသုံးပြုနိုင်ပါတယ် margin လိုပဲကျွန်တော်တို့က site မှာဆိုရင်လည်း site ပေါ်မှာ click ချက်နှိပ်ပြီးတော့သူသတ်မှတ်ပေးထားတဲ့ site တွေကိုမသုံးပဲကိုယ်စိတ်ကြိုက်ကျွန်တော် paper site ကိုသတ်မှတ်အသုံးပြုမယ်ဆိုရင်အောက်မှာရှိနေတဲ့ move paper site ကို click ချက်နှိပ်ပါပြီးတော့ဒီ paper site အောက်က width နဲ့ height ပေါက်မှာသတ်မှတ်တန်ဖိုးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်က width 9လက်မနဲ့ height 9လက်မကိုသတ်မှတ်ပေးပါမယ်ပြီးရင်ကျွန်တော်ကဒီအောက်က OK ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့စာရွက်ဒီကျွန်တော်သတ်မှတ်ပေးထားတဲ့သတ်မှတ် site အတိုင်းပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကနောက်ထပ် site တစ်ခုကိုထပ်ပြီးတော့သတ်မှတ်ပေးကြည့်ပါမယ် site ထဲက move paper site ဒီကကျွန်တော်က width 12လက်မနဲ့ height 12လက်မသတ်မှတ်ပေးပါမယ်ပြီးတော့ကျွန်တော်ဒီအောက်က OK ကိုနှိပ်လိုက်ပါမယ်ဒါဒီ Microsoft Word ကနေပြီးတော့သတိပေးတဲ့ running box ကြာလာတာဖြစ်ပါတယ်paper site တွေကိုကျွန်တော်ကိုယ်တိုင်သတ်မှတ်အသုံးပြုတဲ့အခါမှာအခုလိုမျိုး running box ကြာလာတာနဲ့ကြုံရနိုင်ပါတယ်ဒါကတော့ဘာကိုပြောရလဲဆိုရင်အခုကျွန်တော်သတ်မှတ်ပေးထားတဲ့ဒီစာရွက် site မှာအစောကသတ်မှတ်ပေးခဲ့တဲ့ 0.75 ပတ်လည် margin ကိုသုံးပြီးတော့ဒီစာရွက်ကို print ထုတ်မယ်ဆိုရင်စာရွက်ပေါ်မှာရှိတဲ့စာတွေဒီ print ထုတ်တဲ့အခါမှာအားလုံးပါမလာဘဲနဲ့ပြတ်ကျန်နေတာတွေရှိမယ်ဆိုတာကို Word ကနေပြီးတော့သတိပေးတာဖြစ်ပါတယ်ကျွန်တော်တို့က print ထုတ်တဲ့အခါမှာဒီစာရွက်ပေါ်ကစာတွေအားလုံးပါလာစေချင်တယ်ဆိုရင်တော့ဒီ running box ထဲမှာရှိတဲ့ fit ကိုကျွန်တော်နှိပ်ပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ print ထုတ်တဲ့အခါမှာဒီစာရွက်ပေါ်မှာရှိတဲ့စာတွေအားလုံးပါလာအောင် Word ကနေပြီးတော့ margin ကို
အလိုလျောက်ချိန်ညှိပြီးတော့ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ် fit ကိုမရွေးဘဲနဲ့ကျွန်တော်တို့က ignore ကိုရွေးမယ်ဆိုရင်တော့ print ထုတ်တဲ့အခါမှာဒီစာရွက်ပေါ်မှာရှိတဲ့စာတွေဒီအားလုံးပါမလာဘဲနဲ့ပြတ်ထွက်ပြီးကြံခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဥပမာအနေနဲ့အခုကျွန်တော်က ignore ကိုနှိပ်ပြီးတော့ရွေးလိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်က file ထဲမှာရှိတဲ့ print ကိုနှိပ်ပြီးတော့ preview ကြည့်ပါမယ်ဒါဆိုရင်အခုလိုမျိုးစာတွေဒီအားလုံးပါမလာဘဲနဲ့ပြတ်ထွက်ပြီးတော့ကြံခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ် ignore ကိုကျွန်တော်တို့ကဘယ်လိုမျိုးအခြေအနေမျိုးမှာအသုံးပြုနိုင်လဲဆိုရင်ဒီစာရွက်ကိုကျွန်တော်တို့ကတခါတည်း print မထုတ်ဘဲနဲ့ PDF file တစ်ခုအနေနဲ့တင်ထားပေးခြင်းတဲ့အခြေအနေမျိုးမှာ ignore ကိုကျွန်တော်ကရွေးချယ်ပေးနိုင်ပါတယ်အခုကျွန်တော်က fit ကိုရွေးပြီးတော့ preview ကြည့်ပြပါမယ် control z နဲ့ကျွန်တော်နောက်ကိုပြန်ဆုပ်လိုက်ပါမယ်ပြီးရင် size more paper size ထဲက width မှာအစိုးရလိုပဲ12လက်မနဲ့ height မှာလည်း12လက်မသတ်မှတ်ပေးလိုက်ပါမယ်ပြီးကျွန်တော်ကဒီအောက်က OK ကိုနှိပ်လိုက်ပါမယ်ဒီတစ်ခါကျွန်တော်က fit ကိုရွေးချယ်ပေးပြီးတော့ OK နှိပ်ပြီးတော့ထွက်လိုက်ပါမယ်ပြီးတော့ file ထဲက print ကိုနှိပ်ပြီးတော့ preview ကြည့်လိုက်ပါမယ်ဒါဆိုရင်အခုလိုမျိုးစာရွက်ပေါ်မှာစာရီအားလုံးပါလာတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကစာရွက် site တွေကိုကိုယ်တိုင်သတ်မှတ်အသုံးပြုတဲ့အခါမှာဒီနည်းလမ်းလေးကိုတည်ထားဖို့လိုအပ်ပါတယ်ဒါမှကျွန်တော်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုနားလည်မှာဖြစ်ပါတယ်အခုကျွန်တော်က print setup ပိုင်းကိုဆက်ပြီးတော့သွားပါမယ် web မှာကျွန်တော်တို့ကစာရွက်တွေကို print ထုတ်မယ်ဆိုရင်အစောကလိုပဲကျွန်တော်က file tab ကို click ပြီးတော့ print ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ညာဘက်ချမ်းမှာ print preview area ကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အလုပ်လုပ်ပေးထားတဲ့စာရွက်တွေကိုဒီနေရာမှာ preview အနေနဲ့ကြည့်နိုင်မှာဖြစ်ပါတယ်ဘယ်ဘက်မှာဆိုရင်တော့ကျွန်တော်တို့က print ထုတ်ပေးခြင်းတဲ့အနေအထားကို setting တွေသတ်မှတ်ပေးရမှာဖြစ်ပါတယ်ဒီပထမတစ်ခုအနေနဲ့ copy မှာဆိုရင် print ထုတ်ပေးခြင်းတဲ့စာရွက်အရေအတွက်ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကဒီစာမျက်နှာကို3ရွက်ထုတ်ပေးစေခြင်းနဲ့ဆိုရင်ဒီ copy မှာ3လို့သတ်မှတ်ပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီစာမျက်နှာကို9ရွက်ထုတ်ပေးစေခြင်းနဲ့ဆိုရင်ဒီ copy မှာ5လို့သတ်မှတ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီအောက်က printer box ကို click ပြီးတော့ဒီထဲကကျွန်တော်တို့ကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ printer name ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့က print all page ကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ဒီ document ထဲမှာရှိတဲ့စာတွေအားလုံးကို print ထုတ်ပေးတဲ့အခြေအနေမျိုးမှာဒီ print all page ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီ document ထဲမှာစာရွက်စာရွက်ရှိမယ်စာရွက်စာရွက်ထဲမှာကျွန်တော်တို့က page 1ရယ် page 3ရယ် page 5ရယ်ကိုရွေးချယ်ပြီးတော့ print ထုတ်ပေးခြင်းနဲ့ဆိုရင်တော့ print all page ရဲ့အောက်မှာရှိနေတဲ့ page ပေါက်မှာ click တစ်ချက်နှိပ်ပြီးတော့ကာစာချပါပြီးရင်တော့ကျွန်တော်တို့က keyboard ကနေပြီးတော့1.3.5 ဆိုပြီးတော့ရိုက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ print ထုတ်တဲ့အခါမှာဒီစာရွက်စာရွက်ထဲက page 3ရယ် page 1ရယ် page 5ရယ်ကိုရွေးချယ်ပြီးတော့ထုတ်ပေးသွားမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီစာရွက်စာရွက်ထဲမှာ page 1ကနေ page 5ဒီပဲထုတ်ပြီးတော့ page 5နောက်ကစာရွက်တွေကိုကျွန်တော် print ထုတ်စေချင်မှုဆိုရင်တော့ဒီ page ပေါက်မှာ1ပြီးရင်ဒီဘက်ကအနုပ္ပံ dash လေးကိုရိုက်ပြီးတော့နောက်က5ကိုရိုက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် print ထုတ်တဲ့အခါမှာ page 1ကနေပြီးတော့ page 5ဒီပဲထုတ်ပေးမှာဖြစ်ပြီးတော့ page 5ရဲ့နောက်ကစာရွက်တွေကိုထုတ်ပေးမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ဒီအောက်မှာရှိနေတဲ့ print one side ဆိုတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကစာရွက်တွေကိုကြောက်ကမထုတ်ဘဲနဲ့ကျွန်တော် one side ပုံစံထုတ်ခြင်းတဲ့အခြေအနေမျိုးမှာဒီ print one side ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကစာရွက်တွေကိုကြောက်ကထုတ်ခြင်းတဲ့အခြေအနေမျိုးမှာဆိုရင်တော့ဒီ print one side ပုံမှာ click တစ်ချက်နှိပ်ပြီးတော့ဒီအောက်ဆုံးမှာရှိနေတဲ့ manually print on both side ကို click ချက်နှိပ်ပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ဒီအောက်မှာရှိနေတဲ့ collected ဆိုတဲ့ပုံမှာ click တစ်ချက်နှိပ်မယ်ဆိုရင်ဒီထဲမှာ collected နဲ့ uncollected ဆိုပြီးတော့ရွေးချယ်စရာနှစ်ခုရှိပါတယ်ကျွန်တော်တို့က collected ကိုရွေးချယ်ထားမယ်ဆိုရင်ဒီ document ထဲမှာရှိနေတဲ့စာရွက်တွေကိုစာရွက်နံပါတ်စဉ်အတိုင်း copy သတ်မှတ်ချက်မပြေမချင်းထပ်တလဲလဲထုတ်ပေးနေမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီ document ထဲမှာစာရွက်ရှိမယ် copy ကို5သတ်မှတ်ထားမယ်ပြီးရင် collected ကိုရွေးထားမယ်ဆိုရင် print ထုတ်တဲ့အခါမှာ page 1ကနေ page 10ထိကိုတစ်ချိန်ပြီးတော့ရင်နောက်တစ်ခါ page 1ကနေ page 10ထိကိုတစ်ချိန် copy သတ်မှတ်ချက်မပြေမချင်းထပ်ခါထုတ်ပေးနေမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီထဲက uncollected ကိုရွေးချယ်ထားမယ်ဆိုရင်တော့ page 1ကို9ကထုတ်မယ်ပြီးတော့မှသူက page 2ကို9ကထုတ်မယ်ပြီးတော့ရင် page 3ကို9ကထုတ်မယ်ဒီနည်းတိုင်းသူက document ထဲမှာရှိတဲ့စာမျက်နှာတစ်ခုချင်းစီကိုဒီ copy မှာသတ်မှတ်ပေးထားတဲ့သတ်မှတ်ချက်အတိုင်းဇာတ်တိုက်ထုတ်ပေးသွားမှာဖြစ်ပါတယ် print setting တွေကိုကျွန်တော်တို့ကဒီထိသတ်မှတ်ပေးပြီးသွားဆိုရင်တော့ဒီအပေါ်မှာရှိနေတဲ့ print ဆိုတာကို click တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကိုယ်သတ်မှတ်ချက်အတိုင်း printer ကနေပြီးတော့စာရွက်တွေကိုထုတ်ပေးသွားမှာဖြစ်ပါတယ်ဒီအောက်မှာရှိနေတဲ့ orientation size နဲ့ margin တွေဒီတို့က Microsoft Word interface ပေါ်က
layout တက်ထဲမှာသတ်မှတ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာထပ်ပြီးတော့သတ်မှတ်ပေးစရာမလိုတာဖြစ်ပါတယ်ဒါဒီ page setup လုံနည်းနဲ့ print setup လုံနည်းဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်လာမယ် part 4မှာပြန်ပြီးတော့ဆုံပါမယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေပြီးတော့like and share လေးလည်းပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်